တရားခုနလမ်းကမူကထားဆိုင်သွားတယ်ဘယ်လိုလဲဘယ်လိုဆိုင်တိုင်းလက်ထောက်တရားခုနလမ်းတော့ပါတယ်ဆိုတော့ထားစားပါဒီကောင်ကတော့ခေါက်ဆွဲအခုကတော့ရောက်ရှိနေတဲ့နေရာကတော့လက်ဘရောင်109လမ်းမူကထားဆိုင်ပေါ့နော်ဈေးလည်းတက်တာတယ်စားပေးရလဲကောင်းတယ်ပြီးတော့တက္ကသိုလ်ရင်းနဲ့လီတော့ကျောင်းသူကျောင်းသားတွေနဲ့ကျွန်တော်တို့လူငယ်တွေလာပြီးစားတဲ့လူများရဲ့ခင်ဗျာညက်လေးပို့ပြီးတော့လူစီလေးပေါ့နော်ဟုတ်ကဲ့သမင်းကြော်ရှိမယ်ပြီးတော့ဝက်ဥကို Thai style တုပ်ထားတာပေါ့နော်ဟို pork sausage ကို Thai style တုပ်ထားတာဒီကောင်ကတော့စီကျက်နဲ့ဆင်တယ်ပေါ့နော် Thai မှာဟုတ်အာလူကြော် sausage အချင်းကတော့ဒီကောင်ကတော့ဒါhot pot အချင်းပေါ့နော်ဒီကောင်က2မျိုးရှိမယ်ဒီကောင်က seafood အချင်း2မျိုးရှိမယ်ဒီကောင်ကတော့တိတ်မရောရသေးတယ်ကျွန်တော်ထင်တော့ဒီကောင်ကတော့ခေါက်ဆွဲအလုံးကြီးပေါ့နော်ကျွန်တော်ဘာရနဲ့တူလဲဆိုတော့ကျွန်တော်ရွှေဘဲကခေါက်ဆွဲကျော်စတိုင်နဲ့တူတယ်ဒီခေါက်ဆွဲလုံးကြီးကဒီကောင်ကတော့ပဲကြစမ်းပေါ့နော်ကျွန်တော်တို့အများကြီးပဲကြစမ်းအသားတွေကတော့ဒီကောင်ကတော့ဒါမူကထားရထည့်ပြီးတော့အပေါ်ကနေပြီးတော့စီဟိုလောက်ဖို့အတွက်စီထွက်အောင်ထားဖို့အတွက်ဝတ်သားစီတုံးပေါ့နော်ဒါဒီကောင်ကတော့ဝတ်သားကိုပဲမန်ဒရိတ်လောက်ထားတာပေါ့နှမ်းနဲ့ဒီကောင်ကျတော့ဒါလည်းဝတ်သားပဲဝတ်သားကိုဒီကောင်ကျတော့ black pepper နဲ့ mandarin လောက်ထားတဲ့ဟာဒီကောင်တော့ရိုးရိုးဝတ်သားပဲဒါကတော့ဝတ်အသေးဒီကောင်ကတော့ဝတ်ကြောက်ကတ်ဒီကောင်တော့ဝတ်3တက်သားပါခင်ဗျာဒီကောင်ကတော့ဝတ်3တက်သားပါဖုံနောက်ကုန်နေသူတို့ refill လုပ်ပြီးတော့ဒီကောင်ကတော့ကျွန်တော်ထင်တော့ဒါဟိုငဖေနဲ့ဝတ်သားနဲ့လောက်ထားတဲ့ချိတ်သားကို mix လုပ်ထားတာဒီကောင်ကတော့ပြည်ကြီးငါကွင်းမှာဒါကတော့ပြည်ကြီးငါပဲဒီကောင်လည်းပြည်ကြီးငါဟိုမဟုတ်အကြီးတွေရဲ့အရှိကဟို squish တော့ကတဲ့ squish ပေါ့နော်ဒီကောင်ဒါတော့ပြန် refill လုပ်မှာတို့ဒါကတော့ပစုံပါဒီကောင်တော့ကြက်သားကိုနှမ်းနဲ့ပဲ mandarin လောက်ထားတာဒီကောင်ကတော့ငါးပါခင်ဗျာ dory fish ပါဒီကောင်ကတော့ salmon bite သားပါဒါတော့ပြည်ကြီးငါအချောက်ပါအချောက်ကိုပြန်လောက်ထားဒါကတော့ဂုံးပါခင်ဗျာဒီကောင်ကတော့အမဲထမတ်တိုးချမ်းလို့ခေါ်မှာပေါ့နော်ကျွန်တော်ရှိမှာအထက်တရာလို့ခေါ်တဲ့ဟာပါအမဲသားပါဒီကောင်ကအမဲသားပါခင်ဗျာဒီကောင်တော့အမဲသားဒီကောင်ကတော့ချက်ချရောက်ပါဒါကတော့ကျွန်တော်ရေခုပါခင်ဗျာကောင်ကတော့ကျွန်တော်တို့ဒီ hot pot တို့ဟိုအားလုံးနဲ့စားဖို့အတွက် pork slice ပေါ့သူတို့ကတော့ရေကစ်တရာထဲမှာထည့်ထားတာများတယ်ဟိုကောင်တာကိုစားကျင်တောင်းပြီးတော့စားလို့ရပါတယ်ဟုတ် thank youစားလို့လည်း fresh ဖြစ်တယ်ရဲတာပဲသူဆိုရင်တိတ်ပြီးတော့ရေထဲတိတ်မစိမ်ရဘူးလေအရင်အသားလေးတွေပပလှော်လေးဆိုလက်ဆက်တော့ဒါကတော့ too special ပေါ့ကျွန်တော်ဗမာပြည်မှာရတဲ့ချက်စင်သားဒါပေမဲ့တော့ညနေလောက်မှစဖွင့်တယ်ညဆိုရင်တော့မနက်3နာရီထိလား4နာရီလားအဲ့လောက်ထိတောင်ဖွင့်တယ်ဒီကတက္ကသိုလ်နဲ့လည်းညီတော့ဒီတက္ကသိုလ်လူငယ်ကြီးစားသုံးလို့အဆင်ပြေအောင်ဈေး rate ကလည်းအရင်ဈေးကြီးတဲ့ထဲမှာပါဘူးဟို100ကျော်200အောက်ပေါ့နော်အဲ့လောက်ပဲရှိရခင်ဗျဈေးကဒီလမ်းကြီးကတော့လက်ဘရောင်109လမ်းမပေါ်မှာပေါ့နော်တခြားဆိုင်တွေလည်းဈေးပေါ်တယ်ဗျတခြားဆိုင်တွေကလည်းဘာလို့ဈေးပေါ်လဲဆိုတော့ကျွန်တော်တို့ဒီနားလေးကဒီဆိုင်လေးကကျွန်တော်ဘာလို့ရွေးချယ်လဲဆိုတော့နေရာထိုင်ခင်းလေးလည်းတော်တော်အဆင်ပြေတယ်ပေါ့နော်ဟိုအပြင်မှာလည်းစားကျင်တာနဲ့အပြင်မှာဆိုလည်းအခုလိုရာသီဥတုစောင်းရာသီဥတုရတာအေးအေးလေးလည်းခံစားရတယ်အောက်တိုး area လေးရဲ့ taste လေးလည်းရကျင်လို့ဒီဆိုင်လေးကိုရွေးတာဒီဆိုင်နဲ့ဒီနန်းတူရဲ့ဆိုင်လေးတွေဒီလမ်းပေါ်မှာရှိသလိုဒီဆိုင်နဲ့အနှဲငယ်တက်တာရဲ့ဆိုင်လေးတွေရှိတယ်ဒါပေမဲ့ဒီလို bite တော့မရဘူးပေါ့နော်အဲ့လိုလေးတော့ရှိပါတယ်ခင်ဗျကျွန်တော်တို့ဒီမှာကိုလူချောတွေဘလော့ဒီကောင်ကျွန်တော်တော့မပေးဘူးပုံမှန်လားပါလဲတဲ့ဘာဘလူးလည်းမသိဘူးပါဘူးလည်းမသိကြော်ကြီးရလူလေကြိုက်ကြလားငါးကောင်နေ
ရေခဲမုံစားဖို့တန်းစီနေဒီကုန်းကျုပ်ကတော့စားရတာအဆင်ပြေလားဆိုတော့ရမ်းကောင်းတယ်ပေါ့နော်ရမ်းကောင်းလို့လဲအိုးတော်မှာကတ်ပြီးဒူးကုန်ရှိပေးတဲ့အိုးနှိုးလုံးလဲဟင်းရီအိုးနှလုံးလဲကုန်သွားပြီ တယောက်ဆိုမပြီးသေးဘူး တယောက်ဆိုစားလို့တော့မပြီးသေးဘူးမှန်ကန်ဆွဲနေတော့အေးဆိုလဲ3-4မျိုးလောက်ရှိတယ်သူက soft drink တွေလည်းရတယ် soft drink အပြင်ရော logan အသီးပေါ့နော်ကျွန်တော်တို့ရှိမှဆိုဘယ်လိုခေါ်လဲ light chi သီးလို့ခါမျိုးလားအဲ့လိုမျိုးဖြော်ရည်လည်းရှိရပြီးတော့ရင်ရေခဲမုံဆိုလဲ2မျိုး3မျိုးရှိရ strawberry တို့ chocolate တို့ lemon တို့ပေါ့နော်ရေခဲမုံဆိုလဲ2မျိုး3မျိုးရှိရချားဟိုဟာကြီးလည်းအများကြီးရှိရပေါ့နော်ဒါပေမဲ့တစ်ခုပဲ tissue တော့ဝယ်ရတယ် tissue က ခုလေးတော့တိတ်တယ် အဲ့တစ်ခုပဲ30ပေါ့နော် tissue တစ်ခုပဲဝယ်ရကျန်တဲ့ဟာတော့အကုန်အဆင်ပြေပါတယ်ဟုတ်အခုလိုအားပေးအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ် ကျွန်တော်တို့ဆွဲနေတာတော့ကြာပါပြီ ဖြစ်ပြီလားဖြစ် နိုင်ဒီပါဖြစ်တာ အနိုင်ဒီကဖြစ်သွားပြီကျွန်တော်ဟုတ်တာကဲစားလို့လည်းပြီးပြီဆိုတော့ကျွန်တော်တို့ဒီဆိုင်လေးရဲ့ link ဟို location ကိုတော့ကျွန်တော်တို့ description မှာချပေးထားမယ်အပြည့်စုံ detail ကိုဈေးကတော့ကျွန်တော်တို့တယောက်ကို198ကျပ်8ဘတ်ကျတယ်ပေါ့နော်198ဘတ်ကဘာပါမလဲဆို soft drink တွေလည်းပါတယ်ဒီကျန်တဲ့အစားအစာ ice cream တွေရောအကုန်လုံးပါတယ်ပေါ့နော်အကုန်လုံးမှာ198ထူးခြားတာသူကအခွန်ဆောင်အောင်နော်ဒီတိုင်းလေးပဲတုံးပေးရကျေးဇူးအများကြီးတင်ပါတယ် ကျွန်တော်တို့တင်ဆက်ပေးနေတဲ့ content လေးတွေကိုသဘောကျနှစ်သက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ခင်ဗျာ comment တိုင်းကိုလည်းကျွန်တော်တို့တည်တည်ချာချာဖတ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်တဲ့အနေနဲ့ iPhone တွေ MacBook တွေကိုကြည့်ရှုလေ့လာတာသဘောကျနှစ်သက်တယ်ဆိုရင် Apex Trading လို့ခေါ်တဲ့ကျွန်တော်ရဲ့ဆိုင်လေးကို Facebook မှာဝင်ရောက်လေ့လာလို့ရပါတယ် Apex Trading မှာအဓိကအားဖြင့် iPhone, MacBook, iMac, Mac mini အပြင် IT နည်းပညာဆိုင်ရာပစ္စည်းမျိုးစုံကိုအသစ်ရော second hand အနေနဲ့ပါအယောင်းအဝယ်အလဲအထက်ပြုလုပ်ပေးပါတယ်